င်ကွင်းမှာဖြူဖြူကျော်သိန်းကိုလှုပ်လိုက်တဲ့လုပ်ရကြောင်းလူပြောများနေတဲ့ဂျက်ရှူအာဗန် USA ချန်ပီယံဂျက်ရှူအာဗန်ဟာမြန်မာပြည်ကကူညီလိုအပ်နေတဲ့စစ်ပေးဆောင်ပြည်သူတွေအတွက်ကျပ်သိန်း9000တိတိကိုလူဒန်းဖို့မလေးရှားနိုင်ငံကိုရောက်ရှိလာခဲ့လို့ပဲဖြစ်ပါတယ်။လက်ရှိအခြေအနေကြောင့်မြန်မာပြည်ကိုကိုရမပြန်နိုင်သေးပေမဲ့မမောပမန်ကစားလို့ရထားတဲ့သူရဲ့စုကြည်ငွေတွေကိုအခုလိုရရောလူဒန်းလိုက်တာဟာတကယ်ကိုလေးစားစရာပါ။ဒီအတွက်ကြောင့်လေမလေးရှားရဲ့မြန်မာပြည်သက်တွေကအလုပ်တွေတောင်ပြစ်ထားပြီးလူပင်လက်ချီပလာတခဲနဲ့တွားရတွေ့ဆုံအားပေးခဲ့ကြပါတယ်။ဒီလိုကြိတ်ကြိတ်တက်စီကားနေတဲ့လူကြီးထဲမှာအထူးခြားဆုံးနဲ့လူပြောများသောမြင်ကွင်းတစ်ခုကတော့အဆိုရဖြူကျော်သိန်းနဲ့ဂျက်ရှူအာဗန်တို့ရဲ့မြင်ကွင်းလေးပါလူတွေအရင်များပြီးတိုးဝင်နေတဲ့ချိန်မှာဖြူကျော်သိန်းကချန်ပီယံကိုမတ်တယောက်လိုဂူတဆိုင်ကဝယ်ပေးခဲ့သလိုဂျက်ရှူအာဗန်ကလည်းလူအုပ်ကြီးကြောင့်အမဖြစ်သူထိကိန်းမရှိစေဘူးဖြူကျော်သိန်းကိုဖက်ကကိုရိုင်းကိုကြပြန်လဲကဝယ်ပေးခဲ့ပါတယ်ဒီလိုအပြန်လည်ဆက်ရှုပ်ပေးခဲ့ကြတဲ့မြင်ကွင်းလေးဟာပရိသတ်တွေကြားမှာကြည်နူးစရာဖြစ်ခဲ့ပြီးအမျိုးသမီးတဦးကိုကောက်ဝယ်ပေးခဲ့တဲ့ဂျက်ရှူအာဗန်ရဲ့ဂျန်မန်ဆန်တဲ့လုပ်ရက်ကိုတော့အားလုံးကချီးကျူးနေကြပါတယ်။ CRC ရဲ့25နှစ်ပြည့်ပွဲပြီးနောက်ရက်တွေမှာလည်းပရိသတ်တွေနဲ့တွေ့ဆုံဖို့ထိုင်းနိုင်ငံကိုဆက်သွားဖို့ရှိနေပါသေးတယ်။ကဲပြည်ပမှာအောင်မြင်နေပေမဲ့နိုင်ငံအတွက်ကျပ်သိန်း9000တိတိလူဒန်းပေးမှမကလူမြင်ကွင်းမှာပါအခုလိုနှွေးထွေးတဲ့စိတ်ထားမျိုးပြသခဲ့တဲ့ဂျက်ရှူအာဗန်ရဲ့လုပ်ရက်ပေါ်ပရိသတ်ကြီးတို့ကရောဘလို့မြင်ကြလဲဆိုတာမှတ်ချက်ပေးခဲ့ကြပါအောင်ရှင်